မင်္ဂလာပါရှင်ဒီနေ့ညီမတို့ရောက်ရှိနေရတော့မြန်ကုန်မြို့နယ်9မိုင်မှာရှိရဲ21 kW hybrid solar bucket system တက်ဆင်ထားတဲ့ customer လူကြီးမင်းရဲ့နေကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီတော့ဒီအိမ်ကြီးမှာ solar system တွေဘာတွေတက်ဆင်ထားလဲတက်ဆင်ပြီးဘယ်လိုတွေတုံးထားလဲဆိုတာကိုညီမနဲ့အတူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ဒီ solar bucket မှာဆိုရင်995 watt GA solar 36ချက်12 kW inverter 2လုံး FNS 100H battery 15လုံးနဲ့အခြားသောဆက်ဆက်ပစ္စည်းများကိုကျွမ်းကျင် engineer များကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီးတက်ဆင်ပေးထားတဲ့21 kW hybrid solar project ပဲဖြစ်ပါတယ်။ယခုလိုမျိုး solar bucket system ကိုတက်ဆင်ထားပြီးတော့ aircon ရေခဲတစ်တာ TV lighting အစရှိရဲ့လျှပ်စစ်ပစ္စည်းတွေကိုကောင်းကောင်းသုံးပြုလျက်ရှိပြီးတော့လစဉ်မီတာပေထက်ဝက်ကျော်လောက်ထိတက်တာသွားခဲ့ပါတယ်။ဒီတော့ယခုလိုမျိုး solar bucket system ကောင်းကောင်းလေးကိုလည်းတက်ဆင်ခြင်းနဲ့ထိန်းသိမ်းပြုပြင်တာအစားပြန်လှည့်မကြည့်ချင်ဘူးဆိုရင်အခုပဲမြန်မာ solar power ကိုဆက်သွယ်လိုက်တော့နော်။